မင်္ဂလာပါခီးသွားသူနဲ့မသွားသူဘာကွာလဲတဲ့ခီးသွားသူနဲ့မသွားသူဘာကွာလဲဆိုတော့ခီးသွားသူဟာနေရာသစ်လူသစ်တွေနဲ့တွေ့ရမြင်ရဆုံရတဲ့အတွက်ကြောင့်လောကကြီးမှာပို့ပြီးတော့အမြင်ကျလာတတ်ပါတယ်ခီးမသွားသူကတော့ကိုယ်ပတ်ဝန်းကျင်တစ်ဝိုက်လေးမှာပဲရှင်တန်နေရတွေ့မြင်နေရတဲ့အတွက်ကြောင့်အမြင်တွေကတ်တတ်ပါတယ်အမြင်ကျင့်တတ်ပါတယ်စိတ်အနေထားအနေနဲ့ခီးသွားသူဟာအလုတ်အပူပင်စိတ်ဖိစီးမှုတွေကိုယာယီလွတ်ချနိုင်ပါလိမ့်မယ်စိတ်တွေပေါ်ပါလိမ့်မယ်ခီးမသွားသူကတော့နေ့စဉ်အပူပင်တွေကိုစိတ်ထဲမှာအမြဲထားနေရတဲ့အတွက်ကြောင့်စိတ်တွေလေးလံနေပါလိမ့်မယ်ခီးသွားသူဟာလူတန်နေတဲ့နေရာမှာကိုယ်စိတ်ရဲ့အတန်ကိုကြားလာတတ်ပါတယ်ခီးမသွားသူကတော့ပတ်ဝန်းကျင်အတန်တွေကြောင့်ကိုယ်စိတ်ကိုမကြားနိုင်ပဲဖြစ်နေတတ်ပါတယ်ခီးသွားသူဟာအနေငယ်နဲ့လည်းပြောနိုင်တာကိုသင်ယူတတ်လာပါလိမ့်မယ်ခီးမသွားသူကတော့ပိုလိုခြင်းစိတ်ကမလျှော့သေးပဲဖြစ်နေပါလိမ့်မယ်ခီးသွားသူဟာမတူညီတဲ့ဘဝတွေကိုမြင်လို့ကိုယ့်ဘဝကိုပိုတန်ဖိုးထားတတ်လာပါလိမ့်မယ်ခီးမသွားသူကတော့ကိုယ့်ဘဝကိုပဲအားထားပြီးမကျေနပ်မှုတွေများလာတတ်ပါတယ်ခီးသွားသူဟာအပြောင်းလဲတွေကိုလက်ခံတတ်ပြီးကိုယ့်ကိုယ်လည်းပြောင်းလဲဖို့အလွယ်တကူလက်ခံပါလိမ့်မယ်ခီးမသွားသူကတော့အကျင့်ဟောင်းအမြင်ဟောင်းတွေထဲမှာပဲရှင်သန်နေရတဲ့အတွက်ကြောင့်ကိုယ့်ကိုယ်အလွယ်တကူပြောင်းလဲဖို့မလွယ်ပါဘူးခီးသွားသူဟာလမ်းပေါ်မှာသင်ယူမှုတွေအများကြီးရနိုင်ပါတယ်ခီးမသွားသူကတော့နေရာတစ်ခုတည်းမှာပဲသင်ယူမှုတွေဖြစ်နေပါလိမ့်မယ်ခီးသွားတာကဘဝကနေထွက်ပြေးခြင်းမဟုတ်ပါဘူးဘဝကိုပိုမိုနားလည်လာဖို့အတွက်ပါဆရာကြီးတွေဘာပြောထားလဲဆိုတော့ဆရာကြီးတွေကခီးသွားခြင်းကိုအပန်းဖြေခြင်းထက်ပညာသင်ယူခြင်းတစ်မျိုးလို့မြင်ကြပါတယ်နေရာသစ်လူသစ်ဘဝပုံစံသစ်တွေကိုမြင်ရတဲ့အခါကိုယ့်အမြင်ဟောင်းတွေပျောက်သွားပြီးစိတ်လဲနှိမ်ချတတ်လာပါလိမ့်မယ်တဲ့နောက်ပြီးတော့ကိုယ့်ရှာခြင်းရင်နေရာပြောင်းကြည့်ပါတဲ့ဆရာကြီးတွေကနေ့စဉ်အလေးချင်းတွေကနေခဏခွာလိုက်တဲ့အခါကိုယ့်စိတ်ရဲ့အတန်ကိုရှင်းရှင်းလင်းလင်းကြားလာနိုင်ပါတယ်ဦးဇင်းတို့ရဲ့မြတ်ဗုဒ္ဓကတော့ခရီးသွားခြင်းကိုမတားမြစ်ပါဘူးသို့တော့သတိနဲ့တော့ခရီးသွားရမယ်လို့ပြောထားပါတယ်သတိရှိစွာသွားလာခြင်းကကောင်းသောသွားလာခြင်းပါတဲ့ဆိုလိုတာကခရီးသွားရင်လည်းမြင်သမျှကိုသတိထားမြင်မယ်ကြုံသမျှကိုလည်းသင်ခန်းစာယူနိုင်မယ်သတိထားပြီးတော့သင်ခန်းစာယူနိုင်မယ်အဲ့ဒါဆိုရင်ဒါကောင်းသောခရီးသွားခြင်းပါဦးဇင်းတို့ရဲ့မြတ်ဗုဒ္ဓကလူတွေဒုက္ခအများစုဖြစ်တာကတွေ့တာမှုကြောင့်ဖြစ်တာပါတဲ့ခရီးသွားတဲ့အခါပိုင်ဆိုင်မှုနည်းလာပြီးအနှဲငယ်နဲ့လည်းရှင်သန်နိုင်တာမို့ဒါချမ်းသာတယ်လို့ယူဆရပါလိမ့်မယ်အနှဲငယ်နဲ့လုံလောက်တတ်သူသည်ချမ်းသာသူဖြစ်တယ်တဲ့ဦးဇင်းတို့မြတ်ဗုဒ္ဓကအဲ့ဒါဆိုတော့ခီးသွားခြင်းဟာဘဝကနေထွက်ပြေးခြင်းမဟုတ်ပါဘူးဘဝကိုပိုမိုနားလည်ဖို့လမ်းတစ်ခုဖြစ်ရမယ်လို့ဆိုလိုတာပါခီးသွားပါဒါပေမဲ့မမေ့မလျော့သွားပါလမ်းပေါ်မှာလည်းကိုယ်စိတ်ကိုကြည့်ပါကိုယ်အတွေးကိုသိပါကိုယ်အပြုမှုကိုသတိထားပါသတိရှိစွာခီးသွားနိုင်သူကလမ်းပေါ်မှာတရားရနိုင်ပါတယ်ကျမ်းမာချမ်းသာကြပါစေ